ခဲစီဘူးလားရောဒီမှာချောင်းရောကိုစားအဆက်ကူနာဆက်တော့ပြချောင်းကြီးကုန်းလေရောအမှတေးစမ်း150ဘောတက်ပြီး2500ပြီးတော့ကွာရောအပြင်ထွက်ကြမလို့ကြီးကုန်းနဲ့ဘလို့ကြီးဟိုတနက်နဲ့မပြင်းနဲ့ဒီကောင်းလေးတနက်နဲ့ပြင်းဖို့မတန်ဘူးဒီကောင်းလေးတနက်နဲ့ပြင်းဖို့မတန်ဘူးရောငါးနေကြီးကုန်းမခံနဲ့โอเคလားတော့ဆွေးကြိုးပေးတာဆွေးကြိုးလေးတော့မပေးဘူးโอเคဒီကောင်ဘာလုပ်နေလဲကောင်ညံ့နေရဆရာကြီးညံ့နေတယ်ဟောရတီးသွားပြီနော်တီးသွားတာဒီကောင်ညံ့နေသေးရလားဆရာကြီးဒီတော့ကွာထားလိုက်တော့ဒီတယ်ဟောရောမတီးသေးဘူးကရောတီးစမ်းโอเคရဆောဆွဲကြိုးရသွားပြီကြံရသွားပြီโอเคပြန်သွားမယ် let's go ဟိုကနေဘာမှမပါရှိလဲဆိုတော့ကျွန်တော်တစ်ချက်သွားကြည့်ကြတော့โอเคရအောင်ပါလေဆရာကြောင်းလည်းမသိโอเคရအချိန်ထဲမှာအများကြီးပေါ့ရရင်ဟတ်ရှော့ပြလိုက်ကိုမလုံးရဘူးအောင်ကြွသွားဒီလိုက်ဆရာကြီးအဲ့ကောင်ကျွန်တော်တက်တော့ကိုမလုံးလိုက်ရောအမအားရောဟာတက်နေတယ်ရောကျန်းနေရရောဆရာကြီးโอเคထဲမှာတော့ကောင်းတယ်ဆရာကြီးဒီလိုက်စမ်း Oh my god ရောရှိသေးရ Oh my god ရောငါပြေးတော့ကြောင်လေးဟောလာရောဘာကြီးလဲပေါ့ကြောင်စိမ့်လာဟုတ်တယ်ပါရောစင်းနေပေါ်ကြီး Oh my god ကြီးပဲဟိုမှာညတော့တော့မရဘူးဒီကမှာတော့ရှိသေးရ Okay ပြေးတော့အေးချောင်းတော့ရောမပြေးတော့ဒီရတော့ကုန်သွားပြီညရောတမန်တော့အိမ်ပြန်လာပဲကောင်းတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာဝိုင်းဝယ်လို့ရလဲဆိုတော့ကြီးဒီရဝယ်ခြင်းတယ်နောက်ပြီးတက်ပြီးပေါ်သွားတယ် Okay ဒါကြီးပါကြီးတယ်alright အဲ့ဒီတော့ကျွန်တော်တို့ဒီအောင်ဝယ်လိုက်တော့မယ်ဗျာကြီးစံထုတ်ပေးရတာပေါ့ရောဝယ်လိုက်ကွာမကြီးစံနေဝယ်လို့ရတယ်စိတ်နေအားရရေးဘိုင်းနဲ့အားရရေးတော့တယောက်တည်းထားခဲ့တော့မလို့လား No bro okay ပါ bye bye good night ပါတော့ဖန်နေအိပ်ရတော့မယ် I sleep now နဲ့ okay ပါ thank you ပါ bro ကြည့်ကျွန်တော်လည်းသူတို့ stop ပေးရတော့เนาะဒီထိ okay day 51အထိတော့ရောက်လာခဲ့ပြီမစိမ့်အဲ့စိမ့်စီတော့ကြည့်ကြတော့Hello ဟောတနက်နဲ့ပြည့်ကြည့်မယ်ရော့အမအိုးရောက်လာပြီစိတ်ကြီးလာပြီ Oh my god ရော့အမအိုးရောက်ကြီးကျန်းနေရစတာကျွန်တော်တစတာလို့စတာကိုကြီးစိတ်မဆိုးအောင် Oh my god ရောက်တကယ်စိတ်ဆိုးတာလေဒီပေါ်တက်ပြီးတာ Oh my god အော်ရဒီပေါ်တက်လို့ရသွားပြီဟဲ့ငါသေးပြီ No Oh my god သေးပါပြီကွာ Oh my god no နောက်ကနေလိုက်လာနေ No အိုးရောက်ကြီးတော့တရားမင်းအဲ့မှာရက်နေလိုက်ရောက်ကြီး What the No ဒီတော့မဖြစ်ဘူးရ Oh my god ရောက်ရတော့ငါသိပြီကြောက်ပါရက်နေလိုက်တော့ရောက်ရတည်တော့ရကွာဒီ51နဲ့ကွာကွာရောက်ရတော့ပြီးရှာရှိလိုက်တာကွာရောက် revise everyone နဲ့ရောက်200တော့မှဘူးမှမရှိတော့ကျွန်တော်တယောက်တည်း revise ပြန်လုပ်လို့မရဘူးလားစင်ကြီးကိုတော့မချတဲ့မူဗျာကျွန်တော်လည်းရှာချပြီးတော့ချလိုက်တာပြီးရောဒီ51နဲ့နောက်တော့ပြန်စော့မယ်ကွာ A few moments later Oh my god bro ကြည့်တော့ပါအဲ့ဒါဘာကြီးလဲညဝေးအခါတိုင်းရင်ပြန်ကြီးလားဟိုမှာလည်းမင်းညကပြန်တန်းပြီးပြက်ချတာတယ်ဟဲ့ဒါပါလေအဲ့ဒီရန်ဂျိုးသားတွေက Okay ဒီထဲမှာဂျိုးသားတွေရှိဒီထဲသွားလို့ရလားမရဘူးကွာဂျိုးသားတွေခေါ်ခဲ့လိုက်မယ် Okay ဟိုမှာနောက်တစ်ခုတက်သွေးဟိုမှာဂျိုးသားတွေ Okay လားစမ်း Oh my god အဲ့ဟိုဝါရီကြော့ဒီစမ်း Oh my god အဲ့ဟာမြင်တော့ကြော့သိလိုက်တော့ Alright ခေါင်းတော့ကြွတော့ကောင်းနေတာမနေ့ကကြံနေတယ်အဲ့ဒါတော့ရှိတော့တယ်။ရီကန်ရပြီ။ Let's go ရီကန်ရတော့ Yes ဒါပဲကွာ။ကျန်းလို့ရတော့ဒါကွာကျုံးမယ်ကွာလား။ Alright အရင်ဆုံးဟိုကောင်လေးနဲ့သွားကျုံးလိုက်မယ်။ Okay ဒီတဲ့ဝင်မယ်အဲ့ရောဟိုက boss ရှိရနေရတယ်ဒီကဒါတော့ကွာကျုံးကွာရော့ Oh my god အဲ့ရောဒီနေ့စမုံနော်ရော့ဒီရီကန်နဲ့ပဲပြစ်မယ်။အိုးရော့ဘယ်လိုလဲဒီမင်းတို့ပြတာမင်းပြတာတလွဲစီပဲပေါ့အရောင်မင်းပြတာတလွဲစီပဲကွာတေချာမှန်အောင်ပြโอเคခွေတာဘောကြီးရှိရနေရပဲကွာဒီမှာဝါရီထားမှာโอเคပြီးမှပြန်လာခဲ့တော့မယ်ညရောက်တော့မှဆိုတော့တယောက်ပဲကျွန်တော်တို့ကျွန်တော်တို့ရတော့ကုန်ထွက်သွားပြီ alright ဒီကောင်စင်ကြီးကိုကျုံးမယ်ကွာလာစမ်းဟိုမှာစင်လာစမ်းမင်းတို့လက်စားပြန်ချင်မယ်လားစမ်းအောင်နာနာကီစင်အားလည်းစမ်းကဲကျုံးပေးမယ်လာစမ်းရတော့ခုနတက်တော့တိတာဒီကောင်မင်းတိတ်ဖို့တာပြင်ထားပြီးတော့နာနာကီစင်ရဲကန်နဲ့ပြစ်ကြည့်မယ်ကွာအော်ရောက်ရေးငါပဲပြုတ်ကြသွားဟာရဲကန်ပဲအော်ဟာလေကြော့အိုးအိုးအဲ့ပြစ်လေကွာကြော့
ကြာပါကွာရောအေးအေးရောအေးဘယ်ကြီးရတယ်မပြေးနဲ့ပြေးနဲ့မင်းတေဖို့အချိန်အောင်ရောကြာတယ်ကွာကြာပြန်ကွာအမတေးလိုက်တော့ let's go တေးတော့စိန် ဆက်ဆက်ရှိ okay စင်သားရေးစားလို့ရတယ်ဟိုဟိုကောင်လေးလာတော့မယ် bro အဲ့တော့ရောက်သွားပြီ okay ဒီထဲမှာဝင်ပုံးကြည့်မယ်တော့ဒီပြင်နိုင်လားမသိဘူးကျွန်တော်ဒီစောက်ထား okay ဒါတော့ဖြစ်မလဲတော့မသိဘူးဒီထဲကတော့ဝင်လာလို့မရတော့ပါဘူး okay မရဘူးကွာဒီကောင်လေးထဲထဲဝင်လာလို့မရဟာဟာ okay ဒီကနေကျုံးလိုက်ကြတော့ကြောအဲ့ဒီပြတော့ရ easy ပဲပြင်မထွက်ရဟိုမှာမျက်လုံးဖြူနေကြည့်နေတာright get your bridge ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်ဗီဒီယိုလေးကလည်းနည်းနည်းလေးရှည်သွားပြီဆိုတော့ကျွန်တော် final boss ကြီးကိုတော့ကျွန်တော်နောက် episode 2မှာပဲထပ်ပြီးတော့တက်ပြပါမယ်အဲ့တော့ episode 2ထပ်ပြီးတော့ကြည့်နေဆိုရင်တော့ comment section မှာ episode 2ဆိုပြီးတော့ mark လုပ်တော့ခင်ဗျာနောက်ပြီးကျွန်တော်ရဲ့ဒီ99 nights in a forest မှာအသက်ရှင်နေဆိုရင်တော့ bro ရဲ့ Roblox user account လေးကို comment section မှာ mark ပေးပါနော်ကျွန်တော်တို့စောကြတာပေါ့ဗျာ alright bro ကျွန်တော်ရဲ့ video လေးကိုလည်းတက်တက်ဆိုတော့ like လေးကြောက် channel ခဲ့ပြီးတော့ကျွန်တော်ရဲ့ဒီ Alwin Gaming ဆိုတဲ့ channel ရဲ့ဒုတိယ channel Alwin ဆိုတဲ့ channel အခုစလုံး subscribe လေးကြောက် channel ပြီးတော့ခင်ဗျာဒီကြောင်ဒီနေ့ကျွန်တော်ရဲ့ခင်ဗျာTela. Ese cutie. Final moon deserve to all ချိုးဝဲလုံးရမှာတင်တယ် What ဒီနေ့မဘာလို့မလဲတော့မပြေးရမလားကေကြောင်မဟုတ်တယ်ကွာပြေးရမှာဟိုရောကေလို့မကြောက်တော့ဘာကောင်းလဲမစုလိုက်တော့ညအမလေးလန့်တော့ပြီပြီးရောဘာကောင်းလဲကေကြောင်ဘာကောင်းလဲအမလေးရောကေကြောင်ဘာမှမမြင်ရတော့ဘယ်တော့မှလဲကေကြောင်ဟိုရှိမှာ monster ရမတဲ့မလုံးမလဲရမတဲ့ကိုဆိုင်ဒီတော့မလားတော့တဲ့ရကနေ was End of flashback. Hello bro ကျွန်တော်ကအမ bro sushi ကိုစားဖို့ကြလားဗျာနောက်ပြီး sushi ကိုကြိုက်ကြလားဗျာဘာလို့ကျွန်တော်ဒီနေ့ပုံပေးလဲဆိုတော့ကျွန်တော်ဒီနေ့မှာ Roblox ထဲမှာအရန်ကြောက်စရာကောင်းတဲ့ scary sushi လို့ခေါ်တဲ့ horror game လေးကိုစောင့်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာဒီ game ထဲမှာတော့ကျွန်တော်တို့က online လို့ခေါ်တဲ့ sushi စားတော့ဆိုင်ထဲမှာစပုံမှုနေရာမှာအလုံးလုံးဖို့အတွက်ကျွန်တော်တို့ကမ်းလန်းလာခဲ့တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့ online လို့ခေါ်တဲ့ sushi စားတော့ဆိုင်မှာတွားပြီးတော့ sushi လိပ်ရမယ်ဒါပေမဲ့အဲ့ sushi စားတော့ဆိုင်ထဲမှာကျွန်တော်တို့မမြင်နိုင်နဲ့ကျွန်တော်တို့စောင့်နေတဲ့ monster တွေအများကြီးရှိတယ်ဗျအဲ့တော့ကျွန်တော်တို့အဲ့ sushi စားတော့ဆိုင်ထဲမှာကျွန်တော်တို့အသက်ရှင်စွာနဲ့ sushi လိပ်နိုင်မလားဒါမှမဟုတ်ကျွန်တော်တို့ကိုစောင့်နေတဲ့ monster တွေကပဲကျွန်တော်တို့ကိုက်စားပြစ်မလားဆိုတာကျွန်တော်ရဲ့တူမွန်လိုက်လို့ခေါ်တဲ့ sushi စားတော့ဆိုင်ထဲမှာတွားပြီးတော့ sushi တွားလိုက်ကြဆိုဗျာ let's go hello chef စပုံမှုတွေအားလုံးမင်္ဂလာပါရစေ welcome to your group interview နော် interview အားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်က Hiroshi ရဲ့ဒီစပုံမှုရဲ့နာမည်က Hiroshi လို့ခေါ်ရတဲ့သူကဒီမွန်လိုက်လို့ခေါ်တဲ့ sushi စားတော့ဆိုင်ကိုလွန်ခဲ့တဲ့15နှစ်ခန့်ကစပြီးတော့တည်ထောင်ခဲ့တယ်တဲ့အဲ့တော့ဒီစားတော့ဆိုင်ထဲမှာအလုံးလုံးဖို့အတွက်အရင်ဆုံး sushi လိမ်နည်းကိုတင် ကြားပေးမယ်ပေါ့တဲ့တကယ်လို့တဲ့ခမားတို့တဲ့ဒီ course လေးခုကိုတဲ့အောင်မြင်စွာဖြည့်ဆို့နိုင်မယ်ဆိုရင်တော့တဲ့ခင်ဗျားတို့ဒီ sushi စားတော့ဆိုင်ထဲမှာအလုပ်ရမှာဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ပထမဆုံး course အနေနဲ့တဲ့ကျွန်တော်တို့အရင်ဆုံး sushi လိမ်နည်းရဲ့ basis ကနေစကြဆိုတဲ့ wow ဒီမှာကြည့်လိုက်ပါဦးဗျာဒါဘယ်လိုနေရာမျိုးလဲဒါစပါးကြီးလားwow တော်မိုက်တယ်နော်ဒါလုံးဝကိုဂျပန်စားတော့ဆိုင်ဗျာဘရိုကြီးကြည့်လိုက်ပါဦးဗျာလုံးဝကိုတန့်ပြန်နေရပဲ collect chef let's start the first course တဲ့အားလုံးပဲကန်ကောင်းကြပါစေတဲ့အဲ့တော့ပထမဆုံး course လေးကိုစကြဆိုပထမဆုံး course ကဘာလုပ်ရမှာလဲသမင်းအိုးလေးလောက်ကြည့်နော်ဟုတ်တယ်အဲ့တော့သမင်းအိုးကဘယ်မှာလဲအော်ဒီမှာသမင်းအိုးကအော်ကျွန်တော်ခုနကဒီမှာမြားတော့ပြထားရင်ခုနကစပားကြီးရှိတဲ့နေရာမှာထင်တယ်ဗျသမင်းအိုးကလေဒီမှာမြားလေးတော့ပြထားရင်မြားပြတဲ့နေရာလိုက်ကြည့်ကြစို့ okay အဲ့ဒီတော့ဒီမှာတွေ့ပြီဟုတ်လေစောင့်ပါဦးကွာအော်ဒီမှာယူရမယ် okay ရပြီဆန်ကနေသမင်းဖြစ်တာနော်ဟုတ်တယ်နော်ဆန်ကနေစပားဖြစ်တယ်စပားကနေသမင်းဖြစ်တယ် okay အဲ့ဒီတော့ဟိုဘာကြီးလဲခုနမဲတွေးလိုက်လားခုနငါတွေးလိုက်တယ်မဲယူတွေးလိုက်တယ်ဘာကြီးလုံးတော့မသိ okay အဲ့ဒီတော့နေငါနေရာပဲမှာအော်မှာအဲ့ဒီမှာသမင်းလေးရလာပြီဆိုတော့အဲ့ဒီမှာချက်လိုက်မယ်အော်ဒါတင်းနဲ့လောက်ရနော်ဟုတ်ပြီတည်သွားပြီအဲ့ဒီမှာ
သမင်းလေးရလာပြီโอเคရောဒီမှာထားလိုက်မယ်ဒီဘေးကငါထားအောင်မယ်လေကွာ အဲ့လိုပဲတတ နေရော မ ကွာ တွေ့ရ တခုလိုအပ်နေရအော်အေးဟုတ်သားပဲပကံများ